မင်္ဂလာပါဘောစီတို့ Redmi Note 11 R လေးတွေနည်းနည်းရမယ်ဗျာဘောစီတို့နော် Redmi Note 11 R လေးတွေရောက်ထားပါတယ်အလုံးရတော့အများကြီးမပါဘူး10လုံးလောက်ပဲပါမယ်ဗျာနော်ဒီကောင်လေး RAM 128GB ပါတယ်ဗျာနော်အလုံးတန်နဲ့ပိုးစင်နာစာလုံးဝမပါဘူး Play Store ဘာညာကွကွာစာအကုန်ရပြီးသားဒီကောင်လေးတွေ Battery Ampere 9000ပါမယ်ကင်မရာနှလုံးနဲ့တိုက်စီအားသွင်းပေါက်နေဗျာနော်ဒီကောင်လေး RAM 128GB ကိုကျွန်တော်ရောင်းချပေးမယ်ဈေးက2,900ဝယ်ပေးဗျာနော်2,900ဝယ်ပေးပါအလုံးတန်နော် RAM 128GB ကို2,900ဝယ်ပေးပါ Redmi Note 11 R လေးတွေပါဗျာနော်နေဝေးဆိုကျွန်တော်ပစ္စည်းပို့ပေးတယ်ကားတင်ပေးပါဗျာနော် Royal Express ရောက်တဲ့မြို့တိုင်းကိုကျွန်တော်အိမ်ရောက်ငွေချေရစားပို့ပေးပါတယ်ဗျာနော်မန္တလေးမြို့တိုင်းဆိုလည်းအိမ်ရောက်ငွေချေပို့ပေးပါတယ်စိုင်းကိုလာရောက်ရွေးချယ်ဝယ်ယူနေဆိုတော့စိုင်းလိပ်စာ58လမ်း113 114မှာရှိပါတယ်ဘောစီတို့နော်ဖုန်းဆက်ပြီးတော့လည်းမှားလို့ရတယ်Viber မှာလည်းမေးလို့ရပါတယ်ဗျာနော်ဖုန်းနံပါတ်439999988 113ပါဗျာဘောစီတို့နော် Redmi Note 11 R လေးပါဗျာနော်ဒီကောင်လေး error အာမခံကျွန်တော်တလာပေးတယ်လက်ကားသေးလို့ရှင်နေဆိုရင်လည်းလက်ကားသေးတက်ရှိပါတယ်ဘောစီတို့နော်